ယာဝတီမြို့ဝကျွန်းပေါ်ကမြို့လေးတစ်မြို့ဖြစ်တဲ့ပန်းတနော်မြို့လေးဟာထင်ရှားတဲ့သမိုင်းကြောင်းတွေနဲ့ယဉ်ကျေးမှုအမွေနဲ့များစွာရှိတဲ့မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။ပန်းတနော်မြို့လေးဟာမြန်မာပြည်ရဲ့အထင်ကရကောင်းဆောင်တွေအမှုပညာရှင်တွေလည်းများစွာပေါ်ထွက်ခဲ့တဲ့မြို့လေးဖြစ်ပြီးစိုက်ပျိုးရေးနဲ့ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြတာကိုတွေ့မြင်ရမှာပါ။ဒါပြင်ပန်းတနော်မြို့ရဲ့ထူးခြားတဲ့အမတ်လက္ခဏာတစ်ခုကိုပြောပါဆိုရင်ရိုးရာလက်မှုပညာတစ်ခုဖြစ်တဲ့သင်ဖြူဖြာလုပ်ငန်းဖြစ်ပြီးတော့အင်မတန်မှလည်းနာမည်ကျော်လာပါတယ်။ဒါကြောင့်ဒီတစ်ခေါက်ကရင်ရိုးရာဓလေ့ထုံးတမ်းများအစီအစဉ်ကနေပန်းတနော်မြို့သူမြို့သားတို့ရဲ့လက်မှုစွမ်းအားနဲ့ဖန်တီးထားတဲ့သင်ဖြူဖြာအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။သင်ဖြူဖြာရက်လုပ်တဲ့သင်ပေဟာမြဝကျွန်းပေါ်မြေနေပိုင်းရေဝတ်တဲ့ဒေသတွေနဲ့ရွှွနူထူထပ်တဲ့နေရာတွေမှာအလိချလေးပေါက်တတ်သလိုသင်ဖြူလုပ်ငန်းအတွက်စနစ်တကျလေးစိုက်ပျိုးကြပါတယ်။သင်ပင်ဟာအပင်ရဲ့အောက်ခြေကနေထိပ်ထိတစ်ဖြောက်သေးရှည်ထွက်ပြီးအမြင့်ပေ6ပေကနေ10ပေအထိရှိတဲ့ပင်မျိုးဖြစ်ပါတယ်။သင်ဖြူဖြာတစ်ချက်ဖြစ်လာဖို့အတွက်သင်ပင်ကိုခုတ်ယူရကနေအချောတွေရက်လုပ်တဲ့အထိအစင်းစင်းဆောင်ရွက်ကြရပါတယ်။သင်ဖြူဖြာရက်လုပ်ဖို့အတွက်ပထမဦးစွာသင်ခုတ်ခြင်းကနေစတင်ပါတယ်။3နှစ်သားအရွယ်ရှိတဲ့သင်ပင်တွေကိုခုတ်ယူပြီးတဲ့နောက်ပင်စီကိုတိုင်းကအတူအရှိခွဲထုတ်ရပါတယ်။အတူအရှိခွဲထားတဲ့သင်အစိမ်းများကိုဓာတ်နဲ့နှွာရပါတယ်။နှွင်ပြီးရလာတဲ့သင်တွေကိုအချောက်ခံမှုအတွက်ဖြတ်ခင်းပြီးတော့နေပူမှလမ်းရပါတယ်။အခုကျွန်တော်ရောက်ချင်းခုတ်တယ်ညညပြောင်းလာတယ်ပေါ့ပြောင်းလာပြီးခုတ်တယ်ခုတ်ပြီးတယ်ရွေးတယ်ထိုးတယ်လမ်းတယ်လမ်းတဲ့အချိန်မှာ3နှစ်သက်လမ်းတယ်3နှစ်4နှစ်လမ်းတယ်လမ်းပြီးတဲ့ဆိုလို့ရှိရင်သူကဘာလုပ်ရလဲဆိုတော့နောက်6ပါလို့ရှိရင်2ရက်လောက်အောင်းလိုက်တယ်အောင်းပြီးတဲ့ဆိုရင်မပြီးဂိုတောင်နဲ့ထည့်တယ်ဒီတော့ပေါ့တင်အဲ့ဒီကနေပြီးတော့တခါနောက်တစ်ပတ်ပြန်ချပြန်လှမ်းပြန်ခုတ်အဲ့လိုပဲလုပ်ပေးရတာပေါ့သူဆင်းနေပေါ့တင်စိမ့်ဆိုလဲတင်စိမ့်ပေါ့တင်ကြောက်ဆိုလဲတင်ကြောက်အဲ့လိုလုပ်ပေးရပါဒီမှာပဲအိတ်တယ်ဒီမှာပဲစားတယ်ကောင်းချက်စားတယ်မိသားစုမရှိမပါဘူးပေါ့ကိုတယောက်တည်းဒါလေးတယောက်နဲ့လာပြီးတော့တင်ခုတ်တယ်နေပူလမ်းပြီးတဲ့နောက်မှာတော့6သွားပြီဖြစ်တဲ့သင်တွေကိုသင်ဖြူဖြာရက်လုံးမဲ့သင်ယုံအလုံးယုံကိုပို့ကအဲ့ဒီကသင်ဖြူဖြာရက်လုံးမဲ့သူတွေကအချောက်လန်းထားတဲ့သင်တွေကိုရေနဲ့ပြန်စိမ်ရပါတယ်။အဲ့ဒီရေစိမ်ထားတဲ့သင်တွေကိုဖြာရက်လုံးလို့ရမယ့်အခြေအနေထိအချောရအောင်သင်ဦးတွေတွင်ကိုတွင်ရပါတယ်။အချောသက်ထားတဲ့သင်တွေရလာပြီဆိုရင်တော့သင်ဖြူဖြာကိုစတင်ရက်လုပ်ကြပါတယ်။သင်ဖြူဖြာဟာအလွာနှစ်ထပ်ပါဝင်ပါတယ်။အပေါ်အလွာဟာအချောအလွာဖြစ်ပြီးတော့အောက်အလွာကတော့အကျန်းအလွာဖြစ်ပါတယ်။ခြံထဲကနေရောက်လာရင်တင်စိတ်တယ်တင်စိတ်တယ်ဟိုဘက်မှာတင်စိတ်ပြီးွားလို့ရှိရင်လှမ်းတယ်လှမ်းရင်3ရက်လှမ်းရတယ်လှမ်းပြီးွားလို့ရှိရင်အဲ့3ရက်ပြီးရင်တင်စိတ်နဲ့1ရက်ပြီးွားရင်ငင်းပြီးွားတော့မှနောက်နေ့မှဖြာပြန်ကူးပြီးမှဖြာရက်ပြီးွားရင်အလွာတွေထိုင်ဖို့ဘိုးဘက်တိုင်ရောက်တော့သူတို့ကချုပ်သင်ယုံကနေရက်လုပ်ပြီးရလာတဲ့ဖြာချမ်းတွေကိုအလွာလိုက်ဖြာယုံကိုပို့ရပါတယ်ဖြာယုံကိုရောက်ပြီဆိုရင်သင်ဖြူဖြာတွေရဲ့အနားတွေကိုအနာသက်ချုပ်တာအကွတ်တွေထဲတာစားတဲ့နောက်ဆုံးချောသက်တဲ့အဆင့်ကိုလုပ်ပြီးရင်တော့တည်သက်ချောမွေ့ပြီးရောင်းတန်းဝင်တဲ့သင်ဖြူဖြာတွေကိုရရှိလာမှာပဲဖြစ်ပါတယ်သင်ဖြူဖြာကိုအစအဆုံးရက်လုပ်တဲ့သူတွေရှိသလိုအလုပ်ယုံကနေရက်လုပ်ပြီးသားဖြာအလွာတွေကိုမာယူပြီးအနာကွတ်တွေပြန်ချုပ်ကရောင်းချတဲ့လူတွေလည်းရှိပါတယ်အလွာသွင်းတဲ့ခါကျတော့လွှာတို့သွင်းပြီးွားလို့ရှိရင်အခုလိုချုပ်ပြီးွားလို့ရှိရင်ကွတ်တယ်အနာကွတ်တယ်ပေါ့အဲ့လိုကုတ်ပြီးတော့မှအခုမှားတာကိုလိတ်တယ်အဲ့ဆုံရှိတယ်ပေါ့နော်အတူကနေစပြီးတော့ထိုင်ပြားနေစပြီးတော့3000ပြည့်2မိုက်3000တွာ4000 4000တွာ9000 9000တွာ6000အဲ့ဒါထန်ကုန်ရှိတယ်ပေါ့သ
သင်ဖြူဖြာတွေဟာလူမှုဘဝကိုအေးမြခြင်းနဲ့ကျန်းမာခြင်းဆိုတဲ့လက်ဆောင်တစ်ခုကိုပေးကြပါတယ်။နှွေမာအေးဆောင်းမာနှွေဆိုတဲ့ဆိုရိုးစကားအတိုင်းပန်းတနော်သူပန်းတနော်သားတွေရဲ့လက်မှုစွမ်းအားနဲ့ဖန်တီးထားတဲ့သင်ဖြူဖြာတွေဟာအပူနဲ့အေးအေးကိုညတာအောင်ထိန်းညှိပေးနိုင်တဲ့ထူးခြားတဲ့ဂုဏ်သတ္တိတွေရှိနေကြပါတယ်။အခုလိုတစ်နှစ်ထက်တစ်နှစ်အပူချိန်ပိုတိုးလာနေတဲ့မြန်မာနိုင်ငံရဲ့နှွေရာသီနေပူဒဏ်ကိုအန်တုနိုင်ဖို့အတွက်သင်ဖြူဖြာတွေဟာများစွာအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။သင်ဖြူဖြာဟာအပူဆုပ်ယင်မှုနဲ့ပြီးအေးမြမှုကိုပေးသလိုနေ့စဉ်လူနေမှုဘဝရဲ့ကဏ္ဍစုံမှာလည်းလွန်စွာအသုံးဝင်လာပါတယ်။အိတ်ဆက်နာယူတဲ့အခါသင်ဖြူဖြာကိုခင်းအိတ်ကြသလိုအဲ့ခန်းနဲ့အိမ်တွင်းအလားဆင်တဲ့နေရာတွေမှာလည်းအသုံးပြုကြပါတယ်။သင်ဖြူဖြာဟာတဘာဝအပင်ကနေထုတ်လုပ်ထားတဲ့အရာဖြစ်တဲ့အတွက်တဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်ခြင်းမရှိတဲ့ပြင်လူနေမှုဘဝနဲ့ကျန်းမာရေးအတွက်ပါများစွာအကျိုးပြုတဲ့တဘာဝထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ်ရှင်။